နေမီပြမစစ်မြေပြင်မှာတော့အေယာမနဆိုးတွေနဲ့အခြားကျဉ်ကျန်သူတွေကအရန်နာလူပွဲမှာအသေးအကျေတိုက်ခိုက်နေကြပါတယ်။အဲ့ဒီနေရာမှာဖြောင်းလန့်ကျစ်နဲ့ဟန်ရွက်ကိုင်းရဲ့ပိုးပြီးဟန်ရွက်စီလည်းရှိနေပါတယ်။ဖြောင်းလန့်ကျစ်ကတန်တမန်လေးရဲ့လှုပ်ဝက်မှုဆောင်ပေးမှုနဲ့ဒီနေရာကိုရောက်နေတာဖြစ်ပါတယ်။အေယာမနဆိုးတကောင်ကသူတို့ကိုတိုက်ခိုက်နေတာကြောင့်အသေးအတန်ခုခံနေရပါတယ်။အဲ့ဒီအချိန်မှာပဲအာကာသအကွဲကြောင့်ပွင့်လာပြီးအေယာမနဆိုးအပါအဝင်အနီးနားကကျဉ်ကျန်သူတွေကိုစတင်ဆုပ်ယူပါတယ်။အာကာသအကွဲကြောင့်လည်းပါမသွားအောင်ဟန်ရွက်စီကကယ်တင်လိုက်တာကြောင့်ဖြောင်းလန့်ကျစ်ကအခြေစုတင်နေပါတယ်။အာကာသအကွဲကြောင့်ကတော့ပြောင်းလိုက်ပေါ်လိုက်နဲ့အနီးနားမှာရှိတဲ့အရာအလုံးကိုလိုက်လံဆုပ်ယူနေပါတယ်။နှစ်ပေါင်း900ကြာသွားပြီးတဲ့နောက်အာကာသအကွဲကြောင့်နဲ့ရောက်လာတဲ့အကျဉ်းချံသူတွေကိုလေလင်းဝိညာဉ်တွေကလိုက်လံပြီးတော့ဝါမျိုးနေပါတယ်။လေလင်းဝိညာဉ်တစ်ကောင်ကဝါလင်းရဲ့ဝိညာဉ်ကိုဝါမျိုးကိုကြိုးစားပေမဲ့မရပဲဝါလင်းရဲ့ဝါမျိုးခြင်းကိုသာခံလိုက်ရပါတယ်။ပတိစေးရဲ့အကူအညီနဲ့အတူဝါလင်းကအနီးနားမှာရှိတဲ့လေလင်းဝိညာဉ်တွေကိုဆုပ်ယူပြီးတော့သူ့ရဲ့ညာလက်ကလည်းပြန်ထွက်လာကဝါမျိုးဝိညာဉ်တစ်ကောင်ဖြစ်လာပါတယ်။နောက်ထပ်900ကြာသွားပြီးတဲ့နောက်ဝါလင်ကသူ့ရဲ့စိတ်ဝိညာဉ်ကိုယ်တည်းကိုအင်အားပိုကောင်းစေဖို့လေလင်းဝိညာဉ်တွေကိုစက်တိုက်ဝါမျိုးနေပါတယ်။အာကာသအကွဲကြောင့်ကိုတွေ့တာကြောင့်အပြင်ကိုထွက်ဖို့လုပ်ပေမဲ့ထွက်မရပဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲဝါမျိုးဝိညာဉ်တစ်ကောင်ကဝါလင်ရဲ့အနာကိုရောက်လာပါတယ်။မင်းကဝါမျိုးဝိညာဉ်အစ်စ်လာလို့မိတော့လူသေးလေးဝါလင်ကနားမလည်ဖြစ်နေပါတယ်။ဝါမျိုးဝိညာဉ်ကတော့နှစ်ပေါင်း900အတွင်းပထမဆုံးတကယ်ချင်းရတော့မှမို့ပျော်ရွှင်နေပါတယ်။ဝါမျိုးဝိညာဉ်ကသူတို့ကိုဝါမျိုးဝိညာဉ်လို့ခေါ်ကြောင်းနဲ့ရှောက်သွားနေတဲ့ကောင်တွေကလေလင်းဝိညာဉ်ဖြစ်ပြီးဝါမျိုးဝိညာဉ်တွေရဲ့အစာဖြစ်ကြောင်းဝါလင်ကိုရှင်းပြနေပါတယ်။ဝါလင်ကအပြင်ကိုထွက်လို့ရလာလို့မေးတော့အပြင်ကဖွင့်မိမှသာထွက်လို့ရကြောင်းပြန်ပြေပါတယ်။အပြင်ကကျဉ်ကျန်သူတွေအဖိုးတိုင်ရန်နာလူနေတဲ့အချိန်အာကာသအကွဲကြောင့်တွေပေါ်လာပြီးဝင်မောက်ကိုဖွင့်ပေးနေတာကြောင့်ဝါလင်ကစိတ်ဝိညာဉ်နဲ့မြခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နေမီပြင်ပစစ်မြေပြင်မှာတော့လင်ဝူကိုင်းကရွှေဟောက်ကတခင်မဲစိတ်ဝိညာဉ်တစ်ကောင်ပေါ်နေတာမို့အမြန်လာဖို့ကြောက်စိတ်များကတဆင်တရင်ရရှိသွားပါတယ်။ဝါလင်ကတော့ပြင်ပကကျဉ်ကျန်သူတွေအာကာသအကွဲကြောင့်နဲ့ဝင်လာဖို့စိတ်ဝိညာဉ်တွေထုတ်ပြီးတော့မြခေါ်နေပါတယ်။ဝါမျိုးဝိညာဉ်ကတော့စိတ်ဝိညာဉ်တွေကအထွက်ပဲရှိပြီးအဝင်မရှိတော့ရင်တေဆုံးသွားနိုင်တာကြောင့်လေလင်းဝိညာဉ်တွေကိုဝါမျိုးကိုတတိပေးနေပါတယ်။ဝါလင်ထုတ်လွှင့်လိုက်တဲ့စိတ်ဝိညာဉ်တွေကိုဘောဆော့ကိုင်းရဲ့တပည့်ကိုမှုကမိုးဘော်ကကြာလာတဲ့ရန်နာတွေပဲဆိုပြီးအကုန်လိုက်သိနေပါတယ်။ရုတ်တရက်ရွှေဟောက်ရောက်လာပြီးရန်နာတွေကိုလူယူနေတာကြောင့်ကိုမှုကလည်းပါမသွားအောင်ပြန်လူနေပါတယ်။အဲ့ဒီချိန်မှာပဲရွှေဟောက်ရဲ့ဆရာတို့အကိုကဲ့ရန်ရောက်လာပါတယ်။ရွှေဟောက်ကရန်နာကိုလူယူနေတာကြောင့်ကိုမှုကတိုက်ခိုက်နေတဲ့အချိန်ကဲ့ရန်ကကိုမှုကိုဓာတ်နဲ့ထိုးပြီးတော့တပ်ပစ်လိုက်ပါတယ်။ကဲ့ရန်ကတေသွားတဲ့ကွန်ကူရဲ့တိုလောင်အိတ်ထဲကနေရန်နာတွေကိုလူယူပြီးတော့ရွှေဟောက်ကိုခေါ်ကထုတ်သွားပါတယ်။နေမီပြင်ပစစ်မြေပြင်ကအာကာသအကွဲကြောင့်နေမကြာခဏဖြစ်ပေါ်ပြီးတော့မတိမငြိမ်ဖြစ်နေတာကြောင့်တန်တမန်တွေကဆွေးနွေးတိုင်ပင်နေကြပါတယ်။နေမီပြင်ပစစ်မြေပြင်ကိုအုံမြင့်တိဆောက်ခြင်းအဆင့်တွေပဲဝင်ရောက်ခွင့်ပေးခဲ့ပေမဲ့အေယမနဲ့ဆိုတန်တမန်ကအတင်းဝင်ရောက်သွားတာကြောင့်အခုလိုဖြစ်ရတာလို့တန်တမန်တအူးကအပြစ်တင်နေပါတယ်။နောက်ထပ်တန်တမန်တအူးကလည်းအာကာသအကွဲကြောင့်ကနေနေတိုင်းလိုစိတ်ဝိညာဉ်ရန်နာတွေထွက်လာနေတာကြောင့်အထဲမှာသူတို့တွေမသိတဲ့အပြောင်းလဲတွေရှိလိမ့်မယ်လို့ယုံကြည်နေပါတယ်။ရုတ်တရက်အကြံတစ်ခုရသွားပြီးနေမီပြင်ပစစ်မြေပြင်ထဲမှာစိတ်ဝိညာဉ်ရန်နာတွေကိုအစွမ်းကုန်ရှာဖွေပြီးနောက်3ရက်ကြာရင်ပို့ဆောင်ခြင်းအစီအစဉ်ကိုအသက်သွင်းမှမို့အကုန်ပြန်လာဖို့အတန်လွှတ်လိုက်ပါတယ်။နေမီပြင်ပစစ်မြေပြင်မှာတော့ဝန်လင်းရဲ့မြားခုံမှုကြောင့်ရန်နာလူဝယ်တွေဖြစ်ကအာကာသအကွဲကြောင့်များစွာပေါ်လာပါတယ်။တစ်ဖက်မှာတော့မာလျန်ကစိတ်ဝိညာဉ်ရန်နာကို3ရက်ကြာအောင်လိုက်နေပြီးတော့ရရင်ကျန်းကျင်နန်းတော်ကိုပြန်မယ်လို့တွေးနေပါတယ်။ရုတ်တရက်သူ့ရဲ့ရှေ့မှာကဲ့ရန်နဲ့ရွှေရောက်လာပြီးရန်နာကိုလူယူလိုက်ပါတယ်။သူတို့နှစ်ယောက်ကလူသက်ပြီးရန်နာလူရဲ့နေရာမှာနာမည်ကြီးတာကြောင့်မာလျန်ကသူ့မှာရှိတဲ့ရန်နာတွေကိုအသာတကြီးပဲထုတ်ပေးနေပါတယ်။ရှိသမျှရန်နာတွေအကုန်ပေးပြီးဖြစ်တာကြောင့်မာလျန်ကသူ့ကိုအသက်ချမ်းသာပေးဖို့တောင်းဆိုနေပါတယ်။ရွှေရောက်ကအသက်ချမ်းသာပေးပြီးတော့ထွက်သွားခိုင်းလိုက်ပေမဲ့ကဲ့ရန်ကနောက်ကနေဓာတ်နဲ့ထိုးပြီးတက်ပစ်လိုက်ကထွက်သွားကြပါတယ်။ဓာတ်တိုင်အားကြောင့်တေဆုံးတော့မဲ့မာလျန်နာမှာရုတ်တရက်အာကာသအကွဲကြောင့်တွေပေါ်လာပါတယ်။အာကာသအကွဲကြောင့်တွေကဝါလင်ကမာလျန်သာသူ့ရဲ့ခန္ဓာကိုပေးမယ်ဆိုရင်မာလျန်လိုချင်တာဘာမှဆိုပေးမယ်ဆိုပြီးကန်လန်းလိုက်ပါတယ်။မာလျန်ကလည်းဝါလင်သာစောစောကနှကောင်ကိုတက်ပေးနိုင်ရင်အပေးယူဖြစ်ပြီးဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အပေးယူဖြစ်သွားတာကြောင့်ဝါလင်ကမာလျန်ရဲ့ခန္ဓာကိုသိမ့်ပယ်လိုက်ပါတယ်။ခန္ဓာကိုသိမ်းပြီးသွားတဲ့နောက်ဝါလင်ကမာလျန်ဖြစ်နေပြန်လည်နိုးထလာပါတယ်။ဝါလင်ပြန်နိုးလာတာနဲ့ချက်ချင်းပဲသူထုတ်လွှင့်ထားတဲ့စိတ်ဝိညာဉ်တွေကိုပြန်လည်စုစည်းလိုက်တာကြောင့်စိတ်ဝိညာဉ်အလုံးကဝါလင်စီကိုပြန်လည်ရောက်ရှိလာပါတယ်။ဒါကတော့အပိုင်း7ဖြစ်ပါတယ်။အပိုင်း7ကိုနောက်နေ့မှဆက်ပြီးတော့တင်ပြသွားပါမယ်။